လူငယ်မင်းများအတူတကွမိထားရဖွဲ့ပြီးကျွန်တော်တို့ခွန်အားယူတိဆောက်နိုင်ဖို့ရအတွက်ဒီနေ့ညကျွန်တော်တို့စင်ကြင်တဲ့တိဆောက်စီခြင်းတဲ့အကြောင်းအရာလေးကတော့တရား၃ခုမြောက်သောစာလံအပိုင်ငယ်နှစ်မှာပေါ်ပြတဲ့အကြောင်းအရာလေးဖြစ်ပါတယ်ဆိုတော့ဒီအကြောင်းအရာလေးမှာဘုရားသခင်ရဲ့ကျေးဇူးတော်အပေါင်းကိုမမီလျော်နေဆိုတဲ့အကြောင်းအရာလေးကိုပေါ်ပြပါတယ်အဲ့တော့ဒီအကြောင်းအရာလေးထဲမှာအဓိကဘဟုပြုပြီးစင်ကြင်တိဆောက်စီခြင်းတဲ့အကြောင်းအရာလေးကတော့မမီနဲ့ဆိုတဲ့စကားလုံးလေးဖြစ်တယ်ဒီကနေ့ကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်ပါနော်အထူးသဖြင့်ကျွန်တော်တို့မိသားစုတွေထဲမှာကျွန်တော်တို့အများအပြားဒီစကားလုံးကိုကျွန်တော်တို့ကြားတတ်ကြပါတယ်မမေ့နေပေါ့နော်မေ့တယ်ဆိုတဲ့စကားလုံးပေါ့ကျွန်တော်အဖေမေရီစီကမေ့တယ်ဆိုတဲ့စကားလုံးကိုကျွန်တော်ခဏခဏကြားဘူးတယ်ကျွန်တော်ညီကိုမောင်နှမတွေစီကအဖိုးဖွားရှိရင်အဖိုးဖွားတွေစီကဒီမေ့တယ်ဆိုတဲ့စကားလုံးကိုဒီနေ့ကျွန်တော်တို့မိသားစုတွေထဲမှာအများအပြားကျွန်တော်တို့ကြားရတယ်အသက်ကြီးတဲ့လူတွေကလည်းအသက်ကြီးတဲ့အလျောက်ဒီမေ့တယ်ဆိုတဲ့စကားလုံးကိုပြောကြတယ်ပေါ့နော်အသက်ကြီးသွားလို့မေ့တယ်ယောဂါတွေအကြောင်းကိုမေ့တယ်စသဖြင့်ပေါ့ခုနပစ္စည်းထားဒီနာပစ္စည်းထားမေ့တယ်နောက်ပြီးတက်လက်ပိုင်းကျွန်တော်တို့အရွယ်တွေလည်းမေ့တာပဲကျွန်တော်ဆိုဆိုင်ရတော့ဒီမှာထားတယ်ခဏလေးမေ့တော့တယ်မနေ့ကလေးပွဲလုပ်တယ်သူနေဆိုင်ရတော့မေ့တော့တယ်ဆရာကြီးဆိုင်ရတော့ငါပေါ့ကျွန်တော်မေ့နေတယ်လို့ကျွန်တော်ကမှထားမှမသိဘူးလို့ဆရာပစ္စည်းတော့ဝယ်ဆရာရှိတယ်ဆိုင်ရတော့ကျွန်တော်မသိဘူးလို့အဲ့ဒါနဲ့ညလည်းဇက်တော့မပါဘူးဒီတိုင်းပဲမိဘူးကြောင့်လေးကိုထိုးထည့်တယ်အဲ့ည9နိုင်လောက်ကျမှအတန်ကဟိုဆက်ခန်းတဲ့ကတော့သွားယူပြီးတယ်နော်မိဘယ်နာထားလို့ထားမှမသိဘူးမိကျွန်တော်အယူတွေလည်းမိတာလူငယ်တွေလည်းမိတယ်သူတပည့်လူငယ်တွေထဲမှာယောက်ျားလေးတွေကကိုယောက်ျားမှန်းတော့မသိအောင်မိနေကြတယ်ဘာလို့လဲဆိုတော့တခါလေကိုချစ်တဲ့လူရှိရသားနဲ့တော့ပြောဖို့အတွက်ခက်နေတယ်ပေါ့နော်ဒါကိုကယောက်ျားလေးဆိုတော့ပြောရမယ်လေကျွန်တော်မြန်မာနိုင်ငံမှာဒီခေတ်ကြီးမှာဘယ်သူမှမိန်းကလေးကလာမပြောဘူးလေနော်တခါတလေကျွန်တော်တို့ချစ်တာပေါ့ဒါပေမဲ့လည်းမပြောရဘူးဒါကတော့ကိုယောက်ျားဆိုတာမိနေတာပေါ့နော်ဆိုတော့ဒီဘောတရားရှိတော့လူငယ်တွေကလေးတွေမှလည်းမိတယ်တဲ့နော်ကလေးတွေကျွန်တော်သားတွေဆိုလို့ရှိရင်တခါကျူရှင်တော့မှုမိတယ်စာလုံးမှုမိတယ်ဒါတမင်တတ်မိချင်လို့လာတော့မသိဘူးမိတယ်နော်ဆိုတော့မိတယ်ဆိုတဲ့ဘောတရားဒီကျွန်တော်ပတ်ဝန်းကျင်ထဲမှာကျွန်တော်တို့အတိုင်းဝိုင်းထဲမှာကျွန်တော်တို့မိသားစုတွေထဲမှာအများအားဖြင့်ကျွန်တော်တို့တွေကြုံတွေ့နေရတဲ့အရာဖြစ်တယ်ဒါဆရာပညာရှင်တို့ကဗာပြောလဲဆိုတော့တခါတလေလူတွေကတဲ့ကိုလူဖြစ်နေတာတော့မိတယ်တဲ့ဒါပေမဲ့ဒီညမှာသူအဓိကပြောချင်တာကဒီအကျင့်ဇာတိတပိုင်းဆိုင်ရာချစားနဲ့ဆူရွာတဲ့လူတွေကိုသူအဓိကပြောချင်တာဖြစ်တယ်လူဖြစ်ပြီးမှလူလုံးမကျင့်ကြံလူလုံးမနေထိုင်တာကောက်ကြည့်ရုပ်မှာဆင်းလေတဲ့လူတွေရှိတယ်နော်ကိုလူဆိုတာတော့မိနေကြတယ်ဒရိစံအကျင့်ကြံကိုကြံနေကြတယ်လူတွေကဒီလိုမိနေကြတယ်ဒါပေမဲ့တခါတလေကြာတော့လေတဲ့လူတွေရဲ့မိချင်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကအံ့ဩဖို့တော့ကောင်းပါတယ်တဲ့ဘာလို့လဲဆိုတော့လူတွေကမိတယ်လို့တာပြောပြီးမဲ့တခါတလေမိတာကအပြည့်အဝမမိပါဘူးအပြည့်အဝမမိဘူးကောင်းတဲ့အမတ်တရားတွေကြတော့လူတွေကမိသွားပြီမဲ့မကောင်းတဲ့အမတ်တရားတွေကြတော့မမိဘူးလေနော်တခါလေတကယ်ချင်းကကိုယ့်ပုံမှာ10ခေါက်ကူညီတယ်10ခေါက်ကူညီတယ်ဒါတွေကိုကျွန်တော်တို့တွေတိတ်ပြီးမှမမှတ်မိတတ်ကြတခါတလေများကိုလိုချင်တဲ့အချိန်တစ်ခေါက်လေးမကူညီဘူးဆိုလို့ရှိရင်အဲ့ဒါကိုကျွန်တော်တို့တွေအနေနဲ့အမှတ်ရတတ်ကြတယ်နော်တခါတလေများကိုအကျွေးဆရာရှိတယ်ဆိုလို့ရှိရင်ဒါတွေကကျွန်တော်တို့တမ်းမိဆရာအကြောင်းတော့မဟုတ်ဘူးပေါ့နော်မိဆရာမဟုတ်ဘူးတခါတလေမှာကိုမကောင်းပြောတယ်ကိုအတင်းပြောတယ်ဒီຢာတွေကျွန်တော်တို့ဘယ်တော့မှမမေ့ဘူးကိုအကြောင်းမကောင်းပြောတဲ့လူတွေအတင်းပြောတဲ့လူတွေမမေ့ဘူးကိုမနာလို့မုန်းတီးကိုမုန်းတယ်ကိုမကြိတ်ချင်တဲ့လူကိုစကားပြောချင်တဲ့လူတွေကျွန်တော်တို့တွေအမြဲတမ်းတတိယနေကြတယ်ပေါ့နော်ဒါကလူတွေရဲ့မိချင်းနဲ့ပတ်သက်တဲ့အားဝဆရာကောင်းတဲ့အကြောင်းအရာလေးတွေပေါ့ဗျာနော်ဆိုတော့ဒီလိုပဲတဲ့ဒီကနေ့ကျွန်တော်တို့ရဲ့အတ္တတာထဲမှာဘုရားသခင်ကျွန်တော်တို့ပုံမှာဒီမွေးစားကနေဒီနေ့ဒီပြုတော်မူတဲ့ကျေးဇူးတော်တွေအများကြီးရှိပါတယ်အများကြီးကျွန်တော်တို့လည်းခံစားပါတယ်ဒါပေမဲ့ဘုရားသခင်ပေးတဲ့ကျေးဇူးတော်တွေကိုကျွန်တော်တို့ကတစ်ခါတလေပေါ့ဆက်ဆက်လေးမိတော့တတ်ကြတယ်မအောင်မိတတ်ကြဘူးဒီနေ့ထိတိုင်ပြုတယ်ကျွန်တော်တို့ခံစားရရရှိတယ်ပါနေဒါပေမဲ့မိတော့ကြတယ်တခါတလေများကျွန်တော်တို့လိုချင်တဲ့အချိန်ကျေးဇူးတော်ကိုဘုရားပါမှဘုရားပေးမှကျွန်တော်အစဉ်ပြေမှာနော်လို့ဆုတောင်းရတာနဲ့မရတဲ့အချိန်မှာဒီဟာကိုကျွန်တော်တို့ပို့ပြီးမမိကြတယ်နော်လူတွေကမမိကြတယ်ပေါ့နော်ဘုရားနဲ့ပတ်သက်ရင်ကျွန်တော်ဆိုလည်းအဲ့လိုပဲခါလီကျွန်တော်ကဘလုံးကစားတယ်နော်ဘလုံးဝါသနာပါတယ်တခါတလေဒီဘလုံးပွဲနိုင်ဖို့အတွက်ကျွန်တော်တခါတလေအစားရှောင်းတာတွေရှိတယ်ကျွန်တော်ဒုထောက်ပြီးဆုတောင်းတာတွေရှိတယ်ဒါပေမဲ့အဲ့ဒီအရာတွေကတခြားစီဖြစ်တယ်အဲ့ဒီအခါမှာအဲ့ဒီအရာတွေကိုကျွန်တော်ပို့ပြီးမှအခုချိန်ထိကျွန်တော်တတိယမမိတယ်ဒါပေမဲ့ဖခင်ကျွန်တော်ဟိုအောင်မြင်ချင်းပေးတဲ့ဟာတွေအများကြီးရှိတယ်ကျွန်တော်မှမမှတ်မိတာ
တခါတလေဖျားပြက်ကွက်ခဲ့ဟာတွေကိုကျွန်တော်ကအမြဲတမ်းမမိတယ်ပေါ့နော်ဒါကကျွန်တော်တို့ရဲ့မမိချင်းနဲ့မိချင်းနဲ့ပတ်သက်တဲ့လူတွေရဲ့ထူးခြားတဲ့လက္ခဏာတွေကိုတွေ့ရတယ်ဆိုတာကိုဖော်ပြချင်တာဖြစ်တယ်ဒီလိုပဲကျွန်တော်တို့ချင်းတွေထဲမှာအများကြီးကြားဘူးတယ်နော်နှလုံးခုန်လိုက်လဲဖျားကျေးဇူးတော်အသက်ရှူတိုင်းလဲဖျားကျေးဇူးတော်စားခြင်းလာခြင်းတွားခြင်းဒါတွေအားလုံးကဖျားရဲ့ကျေးဇူးတော်ဖြစ်တယ်ဒါတော့ကျွန်တော်တို့ကအဲ့ဒီအရာတွေကိုအောက်မေ့ဖို့ဒီအရာတွေကိုကျွန်တော်တို့အမြဲတမ်းတတိယအောက်မေ့နေဖို့အတွက်ဒီတခြင်းတွေကလည်းကျွန်တော်တို့ကိုဖော်ပြနေတာဖြစ်တယ်ဒီချင်းတွေကကျွန်တော်တို့ဖော်ပြနေတယ်ဆိုတော့ဒီမမေ့နဲ့ဆိုတဲ့ဒီစကလုံးဘုရားရဲ့ကျေးဇူးတော်ကိုမမေ့နဲ့ဆိုတဲ့စကလုံးလေးကိုဘုရားသခင်ကဣသရေလလူမျိုးတွေကိုလည်းအမြဲတမ်းပြောတယ်ဒါတမဟောင်းပိုင်းမှာပေါ့နော်ဆိုတော့ဘုရားကကျေးဇူးတစ်ခုကိုပြုလိုက်တဲ့အခါမှာဒီကျေးဇူးကိုမမေ့ပါနဲ့အမြဲတမ်းအောက်မေ့ပြီးအသက်ရှင်ပါဆိုတော့ဥပမာအဖြစ်ကြည့်မယ်ဆိုလို့ရှိရင်ဒါအီဂျစ်ပြည်မှာကျွန်ခံနေရကနေဘုရားကကယ်လွတ်လိုက်တဲ့အခါမှာဒီကျေးဇူးတော်တွေကိုမမေ့ပါနဲ့အမြဲတမ်းအောက်မေ့ပါဘုရားကအမြဲတမ်းပြောတယ်ဒီမမေ့နဲ့ဆိုတဲ့စကလုံးကိုပြောတယ်ဒါပေမဲ့ဒီလူမျိုးတွေဟာဘာလို့လဲဆိုတော့ဘုရားရဲ့ကျေးဇူးတော်မခံစားရခင်မှာဒူးထောက်တယ်ဆုတောင်းတယ်အိုယုံတယ်ဒါပေမဲ့ဘုရားကကယ်လိုက်ကယ်ပြီးတော့တဲ့နောက်မှာဘာလို့လဲဆိုတော့သူတို့အတောင်ပံပေါက်ပြီးပြန်ပြီးမှသူတို့လွတ်မြောက်လာတယ်လို့ဘုရားမပါတဲ့အတိုင်းအသက်ရှင်တော့တာကြားတယ်သူတို့ကြိုက်တယ်လို့အသက်ရှင်တယ်ဘုရားရဲ့စီဘုရားရဲ့ထုံးတမ်းတွေတို့အားလုံးပြန်ပြီးမှိတ်ပြီးကိုကြိုက်တယ်လို့အသက်ရှင်တဲ့အခါမှာနောက်ဆုံးဒီလူမျိုးတွေကအမြဲတမ်းပြန်ပြီးရှုံးလင်းခြင်းကိုဦးတည်တယ်ဆိုတော့ဓမ္မဟောင်းကိုကြည့်လိုက်တဲ့အခါမှာတခင်တလက်ကျွန်းတလက်အဲ့ဒီပုံစံနဲ့ဣသရေလလူမျိုးတွေကိုတွားနေတယ်ဆိုတော့တခင်ဖြစ်တဲ့အခါမှာဘုရားကအမြဲတမ်းဒီစကားကိုပြောတယ်မင်းတို့ဘုရားပြုတဲ့ယေရှုတော်ကိုမမေ့နဲ့ဒီစလုံးကိုတုံးတယ်ဆိုတော့ဒမတိခိုက်မှာရောက်လာတဲ့အခါမှာလည်းတမန်တော်ကြီးရှင်ဘောလူကဒီစကားကိုပြောတယ်ယုံကြည်သူတွေကိုအမြဲတမ်းပြောတယ်တခင်ခရစ်တော်ပြုတော်မူတဲ့ယေရှုတော်တွေကိုအမြဲတမ်းမင်းတို့အောက်မေ့နေပါခရစ်တော်ဟာဒီနေ့ကျွန်တော်လောကလူသားတွေအားလုံးအတွက်အပြစ်ကြွေးထဲမှာဆက်ပေးဖို့ရန်အတွက်လူစားတိခံတဲ့လာဝကတိုင်မှာအတေခံတွေ့တော့အသက်ဆုံးပြီးမှကျွန်တော်တို့ကိုတန့်ရှင်းတဲ့အမျိုးနော်ကျမ်းစာထဲမှာဆိုယစ်ဘရောဟိတ်အမျိုးဆိုတော့ဒီလိုအရာကိုကျွန်တော်တို့တွေကိုခရစ်တော်ကပြုတော်မူတာဖြစ်တယ်ဆိုတော့အဲ့ဒီအရာတွေကိုအောက်မေ့ပြီးအသက်ရှင်ပါလို့အမြဲတမ်းပြောတယ်ဒါပေမဲ့အဲ့ဒီခေတ်ကယုံကြည်သူတွေကအဲ့လိုမဟုတ်ဘူးသူတို့ကြိုက်တယ်လို့အသက်ရှင်တယ်နော်ခဏလေးပြောလိုက်တာနဲ့ခဏလေးပျောက်သွားပြီခဏလေးပြောလိုက်ခဏလေးပဲအသက်ရှင်ပြမယ်ခဏလေးဆိုပျောက်သွားပြီဆိုတော့အဲ့ဒီခေတ်ခါကဘလောက်ထိတော့ဆိုးတယ်လဲဆိုလို့ရှိရင်တခြားယုံကြည်သူတွေမလုပ်တဲ့ဆိုးရွားတဲ့အကျင့်လက္ခဏာတွေတော့မှဒီယုံကြည်သူတွေကလုပ်တယ်ဆိုတော့ဒီတဘောတရားထဲမှာဘုရားရဲ့ခရစ်တော်ပြုတော်မူတဲ့ယေရှုတော်အတီးတွေကိုမအောင်မေတဲ့အခါမှာနောက်ဆုံးမှာဆုံးရှုံးခြင်းဘက်ကိုဦးတည်တယ်ဆိုတော့ပေါ်ပြလာဖြစ်တယ်ဒါကြောင့်ဒီကနေ့ကျွန်တော်လူငယ်ပေါင်းမေတွေအသက်တာထဲမှာလည်းဘုရားကျွန်တော်တို့ပုံမှာဒီနေ့ထိတိုင်ပြုတော်မူတဲ့ယေရှုတော်တွေအများကြီးရှိပါတယ်အများကြီးရှိတယ်ကျွန်တော်တို့ကိုယ်တိုင်ခံစားရတယ်သိတယ်ဒီနေ့ဒီအသက်ရှင်ခွင့်ရတာဘုရားယေရှုတော်ဖြစ်တယ်ဒါဒီနေ့ဒီအသက်ရှင်ခွင့်ရတဲ့ကာလအတိုင်းအတာထဲမှာဘုရားအမျိုးတော့မတူညီတော့အကောင်းကြီးမျိုးစုံနဲ့ယေရှုပြုတယ်ကျွန်တော်တို့ကိုလည်းထောင်ရငယ်ထဲမှာလည်းကဲတင်တယ်အတ္တထဲမှာလည်းကောင်းကြီးအတီးပေးတာဖြစ်တယ်ဒီနေ့အဲ့ဒီယေရှုတော်ကိုကျွန်တော်တို့အောက်မေ့စရာအကြောင်းတော့ဖြစ်တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ဒီတစ်ခါလေးလူငယ်ဖြစ်တဲ့အခါမှာကျွန်တော်တို့စီမှာအောက်မေ့စရာတွေတော့အများကြီးရှိနေမယ်ဆိုတော့ဒီဘုရားအကြောင်းလေးကိုပဲအောက်မေ့နေရလောက်အောင်ကျွန်တော်တို့မှာဒီဟာကိုပဲထည့်ထားဖို့အချင်းမရှိဘူးဆိုလိုတာကဘုရားကိုအကြောင်းကိုကျွန်တော်တို့မလေးမထားလောက်တာတော့မဟုတ်ဘူးကျွန်တော်မှလူငယ်ဖြစ်တဲ့အတွက်အရင်မှချက်ရှိတယ်ပန်းနိုင်ရှိတယ်ကျွန်တော်လွတ်ဆရာလည်းအများကြီးရှိတယ်ဒါပေမဲ့လည်းအဲ့ဒီအများကြီးတွေထဲကမှကျွန်တော်တို့ရဲ့အသက်တာထဲမှာဒီနေ့ဘုရားပြုပေးတဲ့တခင်ခရစ်တော်ပြုတော်မူသောယေရှုတော်တွေအတီးကိုအောက်မေ့ပြီးအသက်တာထဲမှာအဲ့ဒီယေရှုတော်နဲ့အမြဲတမ်းအောက်မေ့တည်ရပြီးအသက်ရှင်နေကြပါအသက်ရှင်တော့သူများလည်းဖြစ်ကြရအောင်လို့နှုတ်ပတ်တော်အဖြစ်အနေငယ်ခွန်အားပေးပါတယ်ယေရှုတင်ပါတယ်